ကျုပ်ရှိလားတစ်ခါတုံးလားတစ်ခါတုံးပေါ့နှစ်ခါတုံးကျုပ်ရှိလားဟိုအဲ့ဒါကြောင့်ငါမေးတာတစ်ခါတုံးကျုပ်လားမေးတာဘယ်နှစ်ခါတုံးလို့ဘယ်နှစ်ခါတုံးကျုပ်ရှိလားကျုပ်ရှိမေးဟာတစ်ခါတုံးကျုပ်ဆိုရင်ရှိတယ်အဲ့ဒါကိုပြောပြနေတာတစ်ခါတုံးလားလို့ငါအဲ့ဒါကြောင့်မေးတာတစ်ခါတုံးကျုပ်ရှိတယ်ဆိုနှစ်ခါတုံးကျုပ်မရှိဘူးပေါ့ဟာကျုပ်ကတစ်ခါတုံးပဲလေအဲ့ဒါကြောင့်တစ်ခါတုံးလို့ထုတ်ထားတာလေအဲ့ဒါကိုကြောင်မလို့တစ်ခါတုံးကျုပ်လားမေးနေတာကျမကနောက်ွယ်မှာနှစ်ခါတုံးကျင်တုံးပဲသုံးခါတုံးကျင်တုံးပဲလေးခါတုံးကျင်တုံးပဲမရဘူးလားရတယ်ရှိတယ်မေးမယ်ခဏဆောင်ဘလို့လဲချုပ်တခင်ကဘလို့လဲတစ်ခါပဲတုံးခိုင်းတာလားမဟုတ်ဘူးလေဒါသူကနိုင်ငံလုံးကဘာလုံးထုတ်ထားတာလားကျုပ်တို့တစ်ခါတုံးကျုပ်လို့ပဲထုတ်ထားတာလေအဲ့ဒါကြောင့်နင်မေးတာတစ်ခါတုံးလားလို့မေးတာပေါ့ကိုကနှစ်ခါတုံးပြီးရင်ဂတိပတိရကြမယ်လေဘယ်နှစ်ခါတုံးနာမည်မတက်ထားနဲ့တစ်ခါတုံးလို့နာမည်မတက်ထားနဲ့ဟာအဲ့ဒါသူကတစ်ခါတုံးကျုပ်လို့လားလို့မလို့တစ်ခါတုံးလားလို့ငါနင့်ကိုမေးတာဘာဖြစ်လို့ငါ့ကိုရစ်နေရတော့ဟာမလို့တစ်ခါပဲတုံးရမှာဆိုရင်တော့ဟုတ်နှစ်မျိုးစရာကြီးလေနောက်တစ်ခါပြည့်ရင်တုံးမလေအတုံးဘောနေရာနဲ့တူအဲ့ဒါမသေးမချင်းတုံးရင်တုံးတော့အဲ့ဒါရှိတယ်တစ်ထောင်မေးမယ်ဒါငါဝယ်လိုက်မယ်ဟာဥပမာငါပိုင်ပြီဘယ်နှခါတုံးမရဘူးလားရတယ်ကျုပ်ကတော့တစ်ခါတုံးကျုပ်ပဲထားတာမလို့တစ်ခါတုံးလာလို့မေးမိတာဘာဖြစ်လို့ငါ့ကိုရစ်တာတော့မြင်းနဲ့လေသူ့နာမည်ပါလေတစ်ခါတုံးကျုပ်လေဘယ်နှခါတုံးပေါ့ဘယ်နှခါတုံးပေါ့ငါတို့တစ်ထောင်နဲ့ပေးဝယ်လိုက်မယ်ငါတို့ကဘယ်နှခါတုံးပေါ့သူ့ကုမ္ပဏီကတစ်ခါတုံးကျုပ်လို့မထုတ်တာနဲ့နောက်ခွဲရမှာဂရိမတိနိုင်ဘူးကနောကိုကနှစ်ခါတုံးပြီးဂရိတွေပြရကြမယ်အလွယ်သုံးစားရလောက်ရကြမယ်ငါတို့ပြတ်တဲ့ရွေတုံးအောင်မှာပဲအလွယ်သုံးစားလောက်ရကြမှာပေါ့နောက်ွယ်ကြရင်နေရနဲ့အဲ့ဒီဥစ္စာမသေးမချင်းတုံးညင်တုံးတော့အဲ့ဒါငါတော့တစ်ခါတုံးကျုပ်လို့ပဲတတ်မှတ်ထားတာမလို့တစ်ခါတုံးကျုပ်လာလို့မေးတာဘာဖြစ်လို့နှလုံးနဲ့ပေါင်းမိကြနေရတော့အဲ့ဆိုရင်ငါတစ်ခါတုံးထုတ်ထားပြီးမှနှစ်ခါတုံးမိရင်ငါတို့ကအလွယ်သုံးရလောက်ရကြတော့ငါတို့ကတိမတိရကြတော့မှာငါတို့နေရထိုင်ရတာဟိုတည်းနေလို့တိုက်မပြောဘူးအမလုံးနေတယ်လို့ဖြစ်အဲ့ဒါဆိုလို့ရှင်တဘဝလုံးတုံးနဲ့ဂျုတ်ကြီးဟေးအဲ့ဒါဘဝလုံးလုံးနဲ့ဂျုတ်ကြပြီတုံးတော့ဂရိတီတဲ့ဘဝလုံးတုံးနဲ့ဂျုတ်ကြီးဖြစ်သွားပြီထုတ်ထားတာတစ်ခါတုံးဂျုတ်ဆိုမှငါလာပြီးရဲ့မမဒီမသမီးပြောမယ်ရော့ကင်ထောင်း